အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့လူသားသမိုင်းထဲမှာအံ့ဩဖွယ်အကောင်းဆုံးဗုဒ္ဓစာပေအမွေအနှစ်တစ်ခုဖြစ်တဲ့ Parliament Edition ကိုအကြောင်းပဲဖြစ်ပါတယ်နှစ်ပေါင်း900ကျော်တိုင်းကြာမြင့်ခဲ့ပေမဲ့ယနေ့ထိအံ့ဩဖွယ်ကောင်းစွာထိန်းသိမ်းထားနိုင်ခဲ့တဲ့တစ်သားပုံနှိပ်ပြ8000ကျော်အကြောင်းပဲဖြစ်ပါတယ် Parliament Edition ဆိုတာဘာလဲParliament Edition ဆိုတာကိုရီးယားနိုင်ငံမှာထိန်းသိမ်းထားတဲ့ဗုဒ္ဓစာပေကြီးတစ်ခုဖြစ်ပါတယ်။ Parliament ဆိုတာ8000ကိုဆိုလိုပြီးတော့ Edition ကတော့ဗုဒ္ဓရဲ့သုတ်တံဝိနည်းအဘိဓမ္မာစာပေကြီးတွေကိုဆိုလိုတာဖြစ်ပါတယ်။တကယ်တော့ Parliament Edition ဆိုတာလုံးဝစာအုပ်မဟုတ်ပါဘူး။တစ်သားပြားပေါ်မှာတစ်လုံးချင်းထွင်ထူထားတဲ့တစ်သားပုံနှိပ်စနစ်တစ်ခုသာလျှင်ဖြစ်ပါတယ်။စုစုပေါင်း8258ချက်ရှိပြီးတော့စလုံးပေါင်း150ကျော်ပါဝင်ပါတယ်။အံ့ဩစရာကောင်းတာကတော့စလုံးပေါင်းတပ်ပုံမှားယွင်းတာအလွန်နည်းပြီးတော့ဘယ်အချိန်မှာပဲဖြစ်ဖြစ်တစ်သားပြားပေါ်မှာမှင်တုပ်ပြီးတော့စက္ကူပေါ်မှာရိုက်နေပါတယ်။ဘာနဲ့လားတရံတူလဲဆိုရင်ယနေ့ခေတ်တစိမ့်တုံးလေးအတိုင်းပါပဲ။ဘာကြောင့်ဖန်တီးခဲ့တာလဲ။ဒီ Parliament Edition ကို73ရာစုခန့်မှာဖန်တီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကိုရီးယားနိုင်ငံဟာမွန်ဂိုအင်ပါယာရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကိုခံရတဲ့အချိန်ဖြစ်ပါတယ်။လူသားတွေဟာစစ်ဘေးအကြမ်းဖက်မှုကြောက်ရွံ့မှုတွေအောက်မှာနေထိုင်နေရတဲ့အချိန်လည်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲကိုရီးယားနိုင်ငံရဲ့ဘုရင်နဲ့ယဟန်တော်တွေကဗုဒ္ဓတရားရဲ့အင်အားနဲ့နိုင်ငံတော်ကိုကာကွယ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဒီဗုဒ္ဓစာပေကြီးကိုပြန်လည်ထွန်းထုဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါဟာစာပေ project တစ်ခုတည်းမဟုတ်ပါဘူး။လူသားတွေရဲ့ယုံကြည်မှုကိုတစ်သားပြားထဲမှာထွန်းထုထားတဲ့သမိုင်းမှတ်တမ်းတစ်ခုလည်းဖြစ်ပါတယ်ဘလို့ပြုပြင်ထိန်းသိမ်းထားတယ် Parliament Edition ဟာယနေ့အချိန်ထိအလွန်ကောင်းမွန်တဲ့အခြေအနေမှာရှိနေသေးတာကိုသိပ္ပံပညာရှင်တွေကတော့အလွန်အံ့ဩနေကြပါတယ်ဘာကြောင့်လဲဆိုရင်အဲ့ဒီတစ်သားပြားတွေကိုပင်လယ်ထဲမှာစိန်ထားတယ်အဲ့ဒီနောက်စားတဘာဝ mineral တွေနဲ့နှစ်ပေါင်းများစွာပြုပြင်ထားပါတယ်အဲ့နောက်မှာတော့နေရောင်ခြည်မှာဖြည်းဖြည်းချင်း6တွေ့စေပြီးတော့သစ်စေးနဲ့မှန်ထားပါတယ်ဒါကြောင့်မို့လို့ဒီ Parliament Edition ဆိုတဲ့တစ်သားပြားတွေဟာပိုးမစားဘူးပုတ်မသွားဘူးကိုယ်မသွားဘူးဒါတွေမကသေးပါဘူးဒီစာပေတွေကိုထိမ့်သိမ်းထားတဲ့ Hair in စာဖျားကြောင့်ရဲ့အဆောက်အဦဒီဇိုင်းကိုပါအံ့ဩစရာ engineering ပညာရေးတွေနဲ့ပြီးစောက်ထားပြီးတော့လေဝင်လေထွက်ဆိုထိုင်းစာအပူချိန်အားလုံးကို neutral system နဲ့ထိမ့်သိမ်းထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ပဲ1995ခုနှစ်မှာ UNESCO ကနေပြီးတော့ Parliament Edition တိပိဋကကိုရီးယားနာကိုကမ္ဘာအမွေအနှစ်ဖြစ်သတ်မှတ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်ဒါဟာဗုဒ္ဓဘာသာအတွက်သာအရေးကြီးတာမဟုတ်ဘဲနဲ့လူသားသမိုင်းတခြားအသိပညာတွေကိုထိမ့်သိမ်းထားနိုင်ခဲ့တဲ့ကမ္ဘာအမွေအနှစ်တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ပုံနှိပ်နည်းပညာအတွေးခေါ်ပညာဘာသာရေးယဉ်ကျေးမှုဘိတုကပညာထိမ့်သိမ်းသိပ္ပံဒီအရာအလုံးကိုတနေရာထဲမှာစုစည်းထားတဲ့ရှင်သန်နေစေ masterpiece တစ်ခုလိုပါပဲ။နှစ်ပေါင်းများစွာကြာမြင့်သွားခဲ့ပြီးနဲ့ဒီတစ်သားစာတမ်းတွေဟာယနေ့အချိန်ထိမပြတ်စီးသေးပဲနဲ့အကောင့်တိုင်းနှီးပါအခြေအနေနဲ့ဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။ Parliament Edition ကိုကြည့်လိုက်မယ်ဆိုရင်ဒါဟာတစ်သားပြားပေါ်မှာထွန်းထူထားတဲ့စလုံးတွေကြီးတက်တက်တာရင်မဟုတ်ပါဘူး။လူသားတွေရဲ့ယုံကြည်မှုအသိပညာကိုကာကွယ်ခြင်းနဲ့စိတ်နဲ့အချိန်ကိုကြော်ဖြတ်ခြင်းနဲ့ဆန္ဒတွေဖြစ်ပါတယ်။နှစ်ပေါင်း900ကျော်တိုင်အောင်ကြာမြင့်ခဲ့ပြီးမြဲအဲ့ဒီတစ်သားပြားပေါ်မှာထွန်းထူထားတဲ့စလုံးတွေကတော့ယနေ့အချိန်ထိတိတ်တိတ်လေးအသက်ရှင်နေသေးပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးလည်းတန်မိုးရှိတဲ့အသိပညာတွေကိုဘယ်လိုထိမ့်သိမ်းလဲဆိုတာကိုပြန်လည်စဉ်းစားဖို့လိုအပ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့နော်